ရှင်းနေငါမှထောင်လုံးလို့ကြမမားသောရှင်းနေမတည်သောစေသမားတဘိုးလိပ်ဖြစ်အောင်ပြောဒီစကားတွေကရှင်းနေတဲ့အတွက်ဘာမှမဖြစ်ပေမဲ့အခုပြောပြသွားမယ်ဂျုံတန်းစကားတွေကတော့နားလည်မှုလွဲတတ်တာဖြစ်တဲ့အတွက်လူကြီးမင်းတို့မျက်နှာဆုံးရှုံးမှုမရှိအောင်တုံးသက်တင်ပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော် page မှာလာမေးတာရှိရပေါ့နော်ဒီလင်မယားနှစ်ယောက်အတူတကွပေါင်းသင်းနေတာချင်းမရှိတာ3နှစ်ကြာတဲ့အခါမှာတဲ့ auto ကွာရှင်းပြီးသားဆိုတာဟုတ်ပါသလားတဲ့ကျွန်တော်ဥပဒေအရဆိုရင်တော့ဒီလင်မယားနှစ်ယောက်အတူတကွပေါင်းသင်းနေတာချင်းမရှိတာ3နှစ်ကြာတဲ့အခါမှာ auto ကွာပြီးသားဆိုတာမဟုတ်ပါဘူးဒီကျွန်တော်အရင်ကပြောနေသလိုပဲမယားဆွန့်ပြေတစ်နှစ်လင်ယားဆွန့်ပြေ3နှစ်ကြာတဲ့အခါမှာ auto ကွာပြီးသားဆိုပြီးပြောကြတယ်ဒီဟာကလည်းကျွန်တော်တို့လင်မယားနှစ်ယောက်အဆက်အသွယ်အထောက်ပံ့မရှိပေမဲ့တရားရုံးမှာတရားဝင်မကွာရှင်းရသေးဆိုရင်လင်မယားကမပြတ်ပါဘူးဒီတစ်နှစ်3နှစ်ဆိုတာကလည်းမြန်မာပြည်လုံးတဲ့ဥပဒေအရဆိုရင်တော့ကျွန်တော်တို့ဆွန့်ပြေမှုတော့မြောက်တယ်ဒီဆွန့်ပြေမှုဆိုတာကလည်းအိမ်တော်ပြုမှုတွေကတခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆွန့်ပြေခံရတဲ့လူကျူးလွန်ခံရတဲ့သူကတရားရုံးမှာအကျဉ်းလင်မယားဖြစ်ကလေကွာရှင်းပြဆဲပေးစေလူမှုနဲ့တရားဆွဲဆိုနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒီလိုလုပ်ပြီးမှတာလည်းလင်ကားများကတရားဝင်ဖြစ်မှာဖြစ်ပါတယ်ရှိသေးတာက2015ခုနှစ်မှာတလင်းသမီးစနစ်ကျင့်တော်ရေးဆိုင်ရာဥပဒေဆိုပြီးပြဋ္ဌာန်းလိုက်တယ်အဲ့ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာလင်မယားတွေကတရားဝင်ကွာရှင်းဖို့အတွက်ပို့ပြီးလိုအပ်လာတယ်အဲ့ဒါကြောင့်မလို့တရားရုံးမှာနှစ်ဦးသဘောတူကွာရှင်းတာဖြစ်ဖြစ်တရားစွဲပြီးတော့ကွာရှင်းတာဖြစ်ဖြစ်လုံးမတာတရားဝင်ကွာရှင်းပြတ်စေမှုမြောက်တယ်ပေါ့နော်အော်တိုကွာတယ်ဆိုတာတော့လုံးဝမရှိဘူးပေါ့ဟုတ်ပါတယ်အများနားလည်တယ်သူပေါ့နော်ဒီတစ်နှစ်3နှစ်ဆိုတာအော်တိုကွာတယ်ဆိုတာမရှိပါဘူးခင်ဗျဟုတ်ကဲ့ပါနောက်တစ်ခုရှိတာကကျွန်တော် page မှာလာမိတာရှိပါတယ်အဲ့ဒါကတော့အယောင်းဝယ်ပဲဖြစ်ဖြစ်အခြားကိစ္စတွေဖြစ်ဖြစ်စာချုပ်တွေချုပ်တဲ့အခါမှာရှင်းတွေကိုလက်မှတ်ထိုးခိုင်းကြတာတွေ့လို့တဲ့သိချင်တာကတဲ့ရှင်းနေလက်မှတ်ထိုးမှာအဲ့ဒီစာချုပ်ကတရားဝင်လာတာတဲ့ရှင်းနေလက်မှတ်မပါလဲပဲစာချုပ်အင်္ဂါရနဲ့ညီချုပ်ဆိုတာဆိုလို့ရှိရင်အဲ့ဒီစာချုပ်ကတရားဝင်တယ်ပေါ့နော်။အခေါ်အရက်ကတိစာချုပ်တွေမှာဆိုလို့ရှိရင်ကာယကရှင်တဲ့ဦးနဲ့အတိတ်တွေထည့်ပြီးတော့ချုပ်ဆိုကြတယ်။အချို့စာချုပ်တွေမှာကြတော့လေရှင်းနေလက်မှတ်ထိုးသစိတ်တုံးထုပြီးတော့ချုပ်ဆိုကြတဲ့စာချုပ်တွေလည်းရှိရပေါ့နော်။စာချုပ်ကိုပို့ပြီးတော့ခိုင်မာခြင်းနဲ့ဆိုလို့ရှိရင်တော့စာချုပ်စာတမ်းမှတ်ပုံတွေမှာမှတ်ပုံတွေစာချုပ်ချုပ်ဆိုရမယ်။ရှင်းနေလက်မှတ်ထိုးမှတရားဝင်တယ်လို့တော့မဟုတ်ဘူးပေါ့။ဒါဆိုရင်ကျွန်တော်တို့ကဒီစာချုပ်မှာစာချုပ်အင်္ဂါရက်တွေနဲ့အကုန်ပါမယ်ဆိုရင်တော့ဒီရှင်းလက်မှတ်မပါလဲတရားဝင်တယ်ပေါ့နော်။ဟုတ်တယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခုမေးထားလည်းရှိပါသေးတယ်ကျွန်တော်တို့ဒီသတင်းစာတွေမှာအမွေပြဲဆုံးတဲ့အကြောင်းကြေညာကြတယ်ပေါ့နော်ဒီလိုကြေညာရုံနဲ့အမွေပြက်လားဆိုပြီးတော့မေးထားတာရှိပါတယ်တကယ်တော့ဥပဒေအရဆိုရင်တော့ဒီလိုသတင်းစာတွေမှာကြေညာရုံနဲ့အမွေပြဲတာမျိုးတော့မရှိပါဘူးဒီသားသမီးတွေကအမွေဆက်ခံဝင်ဆုံးရှုံးနိုင်တဲ့အခြေအနေတွေလောက်ထားမှသာလည်းဒီအမွေဆက်ခံဝင်ဆုံးရှုံးကအမွေပြက်မှာဖြစ်ပါတယ်ဘလို့အခြေအနေမျိုးတွေလဲဆိုတော့မိဘကသားသမီးကိုမွေးစားဖို့ပေးလိုက်တာမျိုးတွေမိဘနှစ်ပါးကွာရှင်းတဲ့အချိန်မှာဒါမှမဟုတ်မိဘတစ်ပါးကွယ်လွန်သွားတဲ့အချိန်မှာကျန်ရင်သူမိဘရဲ့ဝကြီးဝင်းငယ်တွေပေါ့နော်ဝေယဝက်စာတွေကိုသားသမီးတွေကပြုစုဆောင်ရှားဖို့ပြက်ကွက်တာမျိုးတွေနော်သားသမီးကမိဘစကားကိုနားမထောင်တဲ့အတွက်ကြောင့်မလို့ဒီကိုယ်နဲ့တူတဲ့သားသမီးပေါ့နော်တော်တော့တာအဖြစ်ကြီးညာချင်းခံရမျိုးတွေဒီလိုအခြေအနေမှာဆိုရင်တော့ငွေဆက်ခံဝင်ဆုံးရှုံးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သတင်းစာထဲမှာအမွေပြက်ဆက်လို့ကြောင်းကြီးညာုံနဲ့အမွေပြက်တာမဟုတ်ဘူးပေါ့မဟုတ်ပါဘူးဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ page မှာမေးတာလေးရှိပါသေးတယ်ခင်ဗျတားကြီး orator တားကြီး orator ဆိုပြီးတော့ပြောနေကြလို့တဲ့ orator ဆိုတာတားကြီးမှဖြစ်တာလားပေါ့နော် orator ဆိုတာရင်တားကြီးဖြစ်မှရေလို့တော့မဟုတ်ဘူးပေါ့နော် orator ဖြစ်ဖို့အတွက်ကမြန်မာတလေးထုံတဲ့ဦးတွေမှာလည်းဖော်ပြထားတာရှိပါတယ်တားရင်သမီးရင်ဖြစ်ရမယ်တရားဝင်သားသမီးဖြစ်ရမယ်တားဆိုလို့ရှိရင်အဖေမကွယ်လွန်မီသမီးဆိုလို့ရှိရင်အမေမကွယ်လွန်မီမှာအသက်16နှစ်ပြည့်ရမယ်အသက်16နှစ်ပြည့်ပြီးနောက်မှာလည်းတားတွေသမီးတွေထဲမှာအကြီးဆုံးဖြစ်ရမယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တားဆိုလို့ရှိရင်အဖေရဲ့စီးပွား6ပြီးတဲ့တာဝန်တွေသမီးဆိုလို့ရှိရင်အမေရဲ့အိမ်မှုကိစ္စတာဝန်တွေကိုဆောင်ရွက်နိုင်တဲ့ဖြစ်ရမယ်လို့ပြဋ္ဌာန်းတာရှိပါတယ်ခင်ဗျဒီအချက်တွေနဲ့ပြည့်စုံမှသာဩရတအင်္ဂါရက်တွေနဲ့ကိုက်ညီတာပေါ့အဲဆိုကျွန်တော်တို့ကဩရတအင်္ဂါရက်တွေနဲ့ညီမယ်ဆိုရင်ဩရတဆိုတာတားလည်းဖြစ်နိုင်တော့သမီးလည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းမေးထားတာတခုကကြောက်ပေါ့နော်ဒီအများနဲ့ရောက်မရွှေမပြောင်းနိုင်တဲ့ပစ္စည်းအင်ချန်မီတွေဝယ်တဲ့အခါမှာတဲ့နည်းနည်းဖြစ်ဖြစ်မရပဲဖြစ်ဖြစ်ဒီအမီပေါက်ရှိနေရသူဒါမှမဟုတ်ဒီဝယ်တဲ့လူတွေမှာရှိနေရသူကပဲဒီပစ္စည်းကိုပိုင်ဆိုင်တာလားဆိုရင်မေးထားပါတယ်ဓမ္မတလီလုံးနဲ့ဥပဒေရဆိုရင်တော့ဗုဒ္ဓဘာသာဝင်လင်မယား2ယောက်ဒီလက်ထက်ပေါင်းသိပြီးမှတိုးပွားလာတဲ့ပစ္စည်းကိုကျွန်တော်တို့ကလက်ထက်ဘွားပစ္စည်းဆိုပြီးသတ်မှတ်ကြတယ်လက်ထက်ဘွားပစ္စည်းဆိုတဲ့နေရာမှာလေရွှေပြောင်းနိုင်တဲ့ပစ္စည်းရှိသလိုပေါ့နော်ရွှေမပြောင်းနိုင်တဲ့ပစ္စည်းလည်းရှိရပေါ့ဒီပစ္စည်းကလက်ထပ်ဘွားပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပစ္စည်းကလင်မယား2ယောက်လုံးသက်ဆိုင်မှုရှိပါတယ်တကယ်လို့ကျွန်တော်တို့ကဒီပစ္စည်းကိုပြန်လဲရောင်းချလုပ်ခဲ့ဆိုရင်တော့နှစ်ယောက်ပေါင်းတူညီရှိမှရမှာပေါ့နော်ဒါကြောင့်ဒါမှမဟုတ်လင်မယား2ယောက်ကွာရှင်းပြဆဲဖို့ရှိလာခဲ့မယ်ဆိုရင်တော့လက်ထပ်ဘွားပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့2ယောက်လုံးသက်ဆိုင်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တဦးလေးပိုင်ဆိုတာတော့မဟုတ်ဘူးပေါ့ဟုတ်ပါဘူးများဟုတ်ကဲ့ပါဒီကတော့ဒီကနေ့အကြောင်းအရာတွေကတော့အရင်ထက်မှပြောနေတဲ့ရုံနှန်းစကားတွေနဲ့အများအမှတ်မှားနေတဲ့အကြောင်းအရာတွေအပေါ်မှာကျွန်တော်တို့2ယောက်ကဥပဒေဆိုင်ရာအချက်လက်တွေနဲ့သုံးသပ်တင်ပြသွားတာပဲဖြစ်ပါတယ်ဥပဒေဗဟုသုတတွေကိုသိရှိလို့လဲဆိုရင်တော့ရွှေမြန်မာစံလောဘရဲ့ Facebook page နဲ့ YouTube channel လေးကို like follow and subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့